အိမ်အောင်ရေးဖောက်ပြန်တဲ့သူတွေနော်မိန်းမတွေရောယောက်ျားတွေကောနေကျွန်တော်ပြောပြမယ်အိမ်အောင်ရေးဖောက်ပြန်တယ်လူမှုရေးဖောက်ပြန်တယ်ဒါကဘလို့မှခွင့်လွှတ်လို့မရတဲ့အရာမျိုးဖြစ်တယ်ပေါ့နော်တကယ်လဲဒါကရှက်စရာကောင်းတယ်ပေါ့နော်ဒါကျွန်တော်ရှက်တက်ဖို့ပြောနေတာနော်ရှက်တက်ဖို့ပြောနေတာကိုယ့်ရဲ့မိဘတွေကဆုံးမခဲ့တယ်ကိုယ့်ရဲ့မိဘတွေကလေလမ်းပြပေးခဲ့တယ်ဆိုလို့ရှိရင်ဒီလိုမျိုးမကောင်းတဲ့လမ်းကိုဘလို့မှရွေးချယ်မှာမဟုတ်ဘူးကိုကအိမ်အောင်မရှိဘူးလို့ထင်ပြီးတော့ပတ်သက်ခဲ့တယ်တကယ်လို့သူ့မှာအိမ်အောင်ရှိသွားတယ်ဆိုလို့ရှိရင်မိန်းမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်နောက်ဆုတ်ရမှာနော်အချစ်မှာမျက်စိမရှိတာမှန်တယ်ဒါပေမဲ့အမားအမှန်တော့ကောင်းကောင်းကြီးခွဲခြားတတ်ပါတယ်နော်ချစ်မှာပြိုတာအိုတာမရှိဘူးမှန်တယ်ဒါပေမဲ့ကိုချစ်တဲ့သူကလူလွတ်ဖြစ်နေရမယ်အိမ်အောင်မရှိတဲ့သူဖြစ်ရမယ်မုတ်ဆိုးဖို့ပဲဖြစ်ဖြစ်တခုလက်ပဲဖြစ်ဖြစ်မင်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်လူလွတ်ဖြစ်နေရမယ်သူ့မှာမိန်းမရှိတယ်သူ့မှာယောက်ျားရှိတယ်ဆိုရင်ကိုကလိုက်တတိနဲ့ကိုကနောက်ဆုတ်ပေးရမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူများမိသားစုကိုဖျက်လို့ဖျက်စီးလုံးလို့မရဘူးသူများအိမ်အောင်ရေးကိုဖျက်လို့ဖျက်စီးလုံးလို့မရဘူး